ကွာကြတော့9 found 9 found ဆိုတာကြတော့အငင်းကိုပြောတာပေါ့နော်အဲ့တော့9ကကြတော့ဘသူရဲ့ plane လဲဆိုလို့ရှိရင်မာဆန်းပေါ့နော်အငင်းကိုပုံမှန် verb ကိုအငင်းဆိုရင်မာဆန်းလို့ပြောခဲ့တယ်ပေါ့အဲ့ဒီမာဆန်းကို plane found ပြောပါဆိုလို့ရှိရင်9 found နဲ့ပြောလို့ရတယ်အဲ့တော့မာဆန်းရဲ့ full subject ကြီး plane found ဒီ9ပေါ့နော်9ဆိုတာ plane ကိုပြောတာဟုတ်ပြီအဲ့တော့ तू ကလည်း group 1 group 2 group 3ဆိုပြီးတော့ခွဲမယ်ပေါ့နော် तू ကလည်းခုနလိုပဲ dictionary found ကနေတဆင့်ပြောင်းမယ် dictionary found ရဖို့ကအရင်ဆုံး dictionary found ရမှဒီ9 found တွေတာ found တွေကပြောင်းလို့ရမှာဆိုတော့ dictionary found ကနေသူ့ကိုပြန်ပြောင်းမယ်ပေါ့နော်အဲ့တော့ group 1ဆိုလို့ရှိရင် dictionary found တွေအကုန်လုံးကပါgroup 1နဲ့မှာပါတဲ့ verb တွေအားလုံးဒီဥနဲ့ဆုံးမှာ dictionary ဆိုရင်ပြောတာเนาะဒီအချိန်မှာပါခဲ့တယ်เนาะ group 1 dictionary found မှာဆိုရင် group 1နဲ့အကောင်လေးကိုပြောင်းတဲ့အခါမှာဥရန်နေပြောင်းခဲ့တယ်မှာလားအဲ့တော့ group 1နဲ့မှာပါသမျှverb တွေဒီဘာတန်းနေဖြစ်နေမှာလဲဆိုတော့ဥရန်နေဖြစ်နေမှာဆိုတော့9 found ပြောင်းတဲ့အခါကျရင်ဒီကောင် dictionary found နဲ့ရေးထားတာဥရန်ဆိုတာဒါ dictionary found ကနေ9 found ပြောင်းတဲ့အခါကျရင်ဥရန်ကနေ r line ပြောင်းပေးရတယ် r line ပြောင်းပြီးတော့အနောက်က9ပေါင်းရုံပဲเนาะဥ line ကို r line ပြောင်း9ပေါင်းပေါ့เนาะဟုတ်ပြီအဲ့တော့ဥပမာဆိုလို့ရှိရင် equal ဆိုရင်ခုဆိုတဲ့ဥ line ရှိတယ်အဲ့ဒီဥ line ကို r line ပြောင်းတော့ခဆိုတဲ့ r line ပြောင်းသွားမယ်အနောက်က9ပေါင်းမယ်အဲ့တော့အတန်ထွက်ကိုထွက်ကြည့်မယ်ဘာဖြစ်သွားမလဲခုကနေ e ခ9ဆိုပြီးတော့မှဖြစ်သွားမယ်เนาะနောက်တစ်ခုကအဲ့လိုပဲဟိုပါဆိုလို့ရှိရင်ထားပါတော့နော်မှုပေါ့เนาะတောက်တီနော်မှုဆိုတာကဥ line ကို r line ပြောင်းတော့နော်မဆိုတဲ့ r line ဖြစ်သွားမယ်ပြီးတော့မှအနောက်က9ပေါင်းမယ်ဆိုတော့ကအဖြေမှန်ကနော်မ9မူရမဖြစ်သွားမယ်เนาะအဲ့တော့နော်မ9ဆိုရင်မတောက်ဖူးဆိုပြီးအငင်းပေါ့เนาะ9 found ပေါ့ဟုတ်ပြီဒါက group 1အတွက်ပဲเนาะ group 1မှာပါနေတဲ့ကောင်တွေက dictionary found နဲ့ဆိုရင်ဥ line နေအဲ့ဒီဥ line တွေကို r line ပြောင်းပြီး9ပေါင်းရုံပဲ group 2ကြတော့ तू က root တွေနဲ့ဆုံးပါလိမ့်เนาะ group 2ဆိုရင် root တွေနဲ့ဆုံးခဲ့မှာအဲ့တော့ root ကိုဖြုတ်ပြီး9ပေါင်းလိုက်ရုံပဲတဲ့เนาะဥပမာ ne root ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲ ne 9ဆိုပြီးတော့ဖြစ်သွားမယ်ဟုတ်ပြီเนาะဥပမာချွင်းချက်အနေနဲ့ okiru ဆိုရင်လည်း तू ကဘာလဲဆိုတော့ root ကိုဖြုတ်ပြီး9ပေါင်းမယ် oki 9မယ်เนาะအဲ့တော့ group 2ကတော့မခတ်ဘူး root ကိုဖြုတ်ပြီး9ပေါင်းရင် group 2ရဲ့အငင်း found ပေါ့เนาะ plain found ပြီးရင် group 3မှာじゃ2မျိုးပဲရှိတယ်လို့ပြောခဲ့ခုရုနဲ့စုရုနဲ့အဲ့တော့ခုရုကလာတယ်မလာဘူးဆိုရင်ချွင်းချက်အနေနဲ့ခို9เนาะဒီနေရာမှာခိ9လည်းမဟုတ်ဘူးခု9လည်းမဟုတ်ခိုဖြစ်သွားမယ်ခို9စုရုဆိုရင်ကြတော့ရှိ9သူတို့နှစ်ခုကတော့အမြဲတမ်းအလွတ်ကျရမှာဘယ် found မှာဖြစ်ပေါ့เนาะအဲ့တော့ခုရုရှိမယ်နောက်တစ်ခုကခိတဲ့เนาะလာပြီးဆိုရင်ခိတဲ့ခိတအခုမလာဘူးဆိုတော့ခို9စုရုဆိုလည်းအတိုင်းပဲလာပြီးလို့လာခဲ့သည်လို့ဆိုရင်ရှိတဲ့လို့ရှိတာလို့ရှိခဲ့တယ်အခုမလာဘူးဆိုတော့ရှိ9ပေါ့เนาะအဲ့တော့ခုရုဆိုရင်ခို9 group 3မှာနှစ်ခုပဲရှိတယ်ခုရုဆိုရင်ခို9စုရုဆိုရင်ရှိ9 group 2ကျတော့ root တွေကိုဖြုတ်ပြီးတော့9ပေါင်းလိုက်ရုံပဲ root တွေကိုဖြုတ်ပြီး9ပေါင်းရုံပဲ group 1ကျဥရန်နဲ့စုံတဲ့ကောင်တွေကို r line ပြောင်းနောက်က9ပေါင်းမယ်အော်ဒါမဲ့ချွင်းချက်အနေနဲ့သူကဥမာထားပါတော့စုဥနဲ့စုံတယ်စုဥကျတော့တရှိတို့ကအားလိုင်းပြောင်းမယ်ဆိုစုအဆိုပြီးဖြစ်သွားမှာအလို့ပြောင်းလို့မရဘူးချွင်းချက်အနေနဲ့ဝလို့ပြောင်းပေးရမယ်စုဝ9ဒါဆိုစက်လိုက်မသားဘူးเนาะအဲ့တော့ u line နဲ့စုံတဲ့ကောင်တွေအကုန်လုံး r line ပြောင်းမယ်ဒီမှာဆိုရင် u line ဆို iku u line ကို r line ပြောင်းတယ် ikha ဒီမှာဆိုရင်နော်မှုဆိုတဲ့ u line ကို r line ပြောင်းတယ်နော်မဒါပေမဲ့ဒီလိုခုလို့မှုလို့မဟုတ်ဘဲနဲ့ဒီလိုဥနဲ့စုံတဲ့ကောင်ကြတော့ရှိတို့ကဝါ9ဖြစ်သွားမယ်ချွင်းချက်ပါเนาะကြက်ထားမှာပေါ့ဒါကကြတော့ရမယ်เนาะဒါက9 found လေးပါသူကမာဆန်ရဲ့ plain found ပါဒါဆိုလို့ရှိရင်9 found ရော10 found တာ found ကြီးရှော့ gate found ၄မျိုးလုံးပြီးသွားပြီเนาะ